ပြီးဦးကြီးအမှာပေါက်ပိုင်ဝမ်းပစ်တာနဲ့ကိုပဲအမြဲခံနေရတဲ့သူတွေအတွက်ဒါလေးတင်ပြခြင်းဖြစ်ပါတယ်ဆရာကြီးတော့မဟုတ်ပါဘူးကိုပဲအမြဲရှုံးနေတယ်ခံနေရဆိုရင်ပြန်ကျွန်တော်ပြမယ်မေရမတွေ့တဲ့ကားဒီကားပေါ့အကောင်ဟိုနောက်မောင်းထုတ်လိုက်လူနှစ်ယောက်ကြားရဲဝင်လိုက်နှစ်ယောက်ကြားရဲနှစ်ယောက်ကြားရဲတရားဝင်လိုက်โอเคရတယ်နှစ်ယောက်ကြားရဲတရားပါဆိုရင်နောက်တော့မှရတာကြီးကောင်းပြီဒီကထီအောင်ပြီဗျာအားလုံးလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်ဗျာဒီဗီဒီယိုလေးရဒီလောက်ပါပဲ